ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှထုတ်လုပ်မှုကဏ္ဍအောက်မှာရှိတဲ့စက်မှုလက်မှုကဏ္ဍ MSME လုပ်ငန်းဆောင်ရွက်နေတဲ့သမဝါယမအသင်းပေါင်း100ခန့်ရှိပြီးအလုပ်အကိုင်ခွင့်လန်းများလည်းဖန်တီးပေးလျက်ရှိပါတယ်။အဆိုပါအသေးစားစက်မှုလုပ်ငန်းများမှာထွက်ရှိလာတဲ့ထုတ်ကုန်များဈေးကွက်ရရှိရေးအပြင် value product တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်စေရေးအတွက်ကိုလည်းစ조사လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။သတင်းအပြည့်စုံကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။သမဝါယမဦးစီးဌာနရဲ့အဓိကကဏ္ဍကြီး၃ရပ်ဖြစ်တဲ့ထုတ်လုပ်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍနဲ့ကုန်သွယ်မှုကဏ္ဍတွေထဲမှာထုတ်လုပ်မှုကဏ္ဍအောက်မှာရှိတဲ့စက်မှုလက်မှုကဏ္ဍ MSME လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နေတဲ့သမဝါယမအသင်းစုစုပေါင်း100ခန့်ရှိပြီးMSME လုပ်ငန်းများလဲပတ်ဆောင်ရွက်နေတဲ့သမဝါယမအသင်းသားများအတွက်ပံ့ပိုးကူညီမှုများဆောင်ရွက်နေတာနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှတိုင်းဦးစီးမှုကအခုလိုပဲဆိုပါတယ်။ကျမတို့ပေါ့နော်ဒီသမဝါယမခန္ဓာမှာဆိုလို့ရှိရင်ထုတ်လုပ်မှုခန္ဓာဝန်ဆောင်မှုခန္ဓာကုန်သွယ်မှုခန္ဓာဆိုပြီးတော့ဒါခန္ဓာကြီး၃ခုနဲ့လုပ်နေတဲ့အထက်မှာထုတ်လုပ်မှုခန္ဓာအောက်မှာဆိုလို့ရှိရင်ကျမတို့ကစိုက်ပျိုးမွေးမြူရေးခန္ဓာရှိမယ်စက်မှုလက်မှုခန္ဓာရှိမယ်စသဖြင့်ခန္ဓာပေါင်းစုံရှိပါတယ်အဲ့ထက်မှာစက်မှုလက်မှုဆိုတဲ့ MSME လုပ်ငန်းတွေပေါ့နော် MSME လုပ်ငန်းတွေဆောင်ရွက်နေတဲ့သမဝါယမအသင်းပေါင်း100နီးပါးလောက်တော့ရှိပါတယ်ဝန်ထမ်းတွေအားလုံးအလုပ်ကိုင်ခွင့်လန်းဖန်တီးပေးနေတဲ့သမဝါယမအသင်းကတော့ဒီနေ့ထိ17တင်းရတော့ပြန်လည်ပြီးတော့ဒါဖန်ရှင်ဖြစ်ပါတယ်လက်မှုတဲ့လုပ်ငန်းလေးတွေဆိုလို့ရှိရင်လည်းပဲချိန်တဲ့အမျိုးမျိုးတို့တားတယ်တို့ပေါ့နော်လုပ်တဲ့ဟာတွေရှိတယ်ထုတ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီဒေသမှာရှိနေတဲ့သူတို့ရဲ့နယ်မှာရှိတဲ့အလုပ်ုံဒေသမှာရှိတဲ့အလုပ်သမားအလုပ်ကိုင်ခွင့်လန်းတွေပေါ့နော်ရရှိလာထွက်ကုန်တွေကိုလည်းပဲကျမတို့ဒါသူရဲ့ထွက်ကုန်တွေကကြတော့ဒီလက်မှုတယ်လေးတွေဖြစ်တဲ့အတွက်နိုင်ငံတကာဈေးကွက်ကိုထိုးဖောက်နိုင်အောင်လည်းပဲစီစဉ်ဆောင်ရွက်နေတာပြောကြလို့ပါတယ်ပေါ့နော်တစ်သားတဲ့ယွန်းတယ်တွေနဲ့ဒေသထွက်ချီတဲ့ပစ္စည်းတွေကိုထုတ်လုပ်နေတဲ့တာကီမြမလက်မှုအမှုပညာအမှတ်တရပစ္စည်းထုတ်လုပ်မှုနဲ့ပတ်သက်ပြီးလည်းအခုလိုပဲသိခဲ့ရပါတယ်မြမလက်မှုအမှုပညာကိုအဓိကထားတဲ့အတွက်တစ်သားတဲ့ယွန်းတယ်အစရှိတဲ့ပစ္စည်းတွေကိုအဓိကထုတ်လုပ်ပါတယ်ယွန်းတယ်အနေနဲ့ကတော့ကျမတို့ကပကံကနေပြီးတော့ထုတ်လုပ်ရေးပိုင်းကိုလှုပ်ဆောင်ပြီးတော့ရန်ကုန်မှာလည်းအခုနောက်ပိုင်းတော့တိုးချဲ့ပြီးတော့ထုတ်လုပ်နိုင်အောင်ဆောင်ရွက်နေပါတယ်တစ်သားတယ်တွေလည်းထုတ်လုပ်တယ်ပြီးတော့ဒေသခံတွေရဲ့စီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်မှုရှိအောင်လို့ဆိုပြီးတော့ခြိတယ်တွေလက်မှုတယ်တွေကိုလည်းအကုန်လုံးကျမတို့တာကီအနေနဲ့ထည့်သွင်းပြီးတော့ရောင်းချပေးပါတယ်ပြည်ပကိုပါကျမတို့ထိုးဖောက်နိုင်တဲ့အထိကိုစူးစမ်းနေပါတယ်ရှင်လိုင်မြို့နယ်သမဝါယမဦးစီးဌာနရဲ့ပံ့ပိုးမှုနဲ့စီမျိုးစုံထုတ်လုပ်နေတဲ့ MSME လုပ်ငန်းလုပ်ကိုင်နေသူတို့ကလည်းအခုလိုပဲဆိုပါတယ်1921ခုနှစ်ကစပြီးတော့ကျွန်တော်တို့စီကျိတ်လုပ်ငန်းကိုစလုပ်ပါတယ်ဒီလိုင်မြို့နယ်သမဝါယမဦးစီးဌာနရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်တို့စီကျိတ်ဆက်ကြီးစားပေါ့တလုံးကိုကျွန်တော်တို့ဝယ်ယူပြီးတော့ဒီဟာကိုလုပ်ဖြစ်တာဖြစ်ပါတယ်ကျွန်တော်တို့ကုန်ချမ်းကတော့ကျွန်တော်တို့ဘင်းတောင်ကုန်တိုင်းတွေကနေကျွန်တော်တို့ဝယ်ယူရပါတယ်တရက်ကိုကျွန်တော်တို့ကျိတ်အားကတော့ပိတ်တာ60လောက်ထွက်ပါတယ်လက်ရှိမှာတော့ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအောက်မှာရှိတဲ့အလုပ်ကိုင်ခွင့်လန်းများဖန်တီးပေးနေတဲ့သမဝါယမအသင်းစုစုပေါင်း17သင်းရှိပြီးကြန့်ရှိနေသေးတဲ့သမဝါယမအသင်းတွေကိုလည်းလုပ်ငန်းများလည်ပတ်ဆောင်ရွက်နိုင်မှုအတွက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်